ဟောပြောပွဲလေးကိုကျင်းပပြုလုပ်ခဲ့တဲ့အိုက်ဆက်ကိုအများကြီးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီလိုမျိုးဟောပြောပွဲလေးနဲ့ကျွန်တော်မကြုံလိုက်တဲ့ကြောင့်ကျွန်တော်ဟာလေအခုကျွန်တော်အသက်က58နှစ်ရှိပါပြီကျွန်တော်53နှစ်မှာ2021ခုနှစ်အသက်53နှစ်မှာကျွန်တော်53နှစ်ထိကိုကျွန်တော်မျက်မှန်မတက်ရပါဘူးသတင်းစာတွေရောတော်တော်တိချာပေါ်လေးမြင်ရပါတယ်မျက်စိရလေ2021ခုနှစ်အရေးခင်းဖြစ်တဲ့အချိန်လောက်မှာပဲလေကျွန်တော်သတင်းစာဖတ်နေတဲ့အချိန်မှာမျက်စိရမျက်ရည်တွေပြိုကျလာတယ်ပြိုကျလာပြီးမျက်စိရပိတ်တယ်လို့ဖြစ်တာနဲ့ကျွန်တော်မျက်စိဆေးရုံကြီးကိုပြေးရတယ်ပြေးရတဲ့အခါမှာအဲ့မှာလေကျွန်တော်မျက်စိဆေးရုံကြီးသွားပြတဲ့အခါမှာရေတိမ်လို့ယူဆရတယ်တဲ့ဆရာဝန်ကစာအုပ်ထဲမှာရေးလိုက်တယ်ရေတိမ်လို့ယူဆရတယ်ဆိုတော့နောက်နေ့ကျလို့ရှိရင်ခွဲဖို့ဟွာလေခွဲဖို့ဟွာအစီအစဉ်ဆွဲမယ်ဆိုပြီးတော့ပြောလိုက်တယ်ပြောလိုက်တဲ့အချိန်မှာပဲအဲ့ဒီဆေးရုံကနေပြန်သွားတယ်အဲ့ဒီအချိန်တော့လည်းအရေးခင်းနေတယ်ဖြစ်တဲ့အချိန်ဖြစ်တော့လေဟွာဆေးရုံကလည်းလူနေနဲ့ရှင်းနေတယ်ဟွာ2021ခုနှစ်ဆိုတော့လေပြီးတော့အိမ်ပြန်လာတဲ့အခါမှာဟိုညပိုင်းကျတော့အဲ့ဥစ္စာကလေဟိုအရေးတွေတစ်မျိုးထွက်လာပြီးတော့ပေါက်ထွက်တဲ့သဘောမျိုးလေးဖြစ်သွားတယ်ပေါက်ထွက်တဲ့သဘောဖြစ်တော့နောက်နေ့ဆေးရုံပြန်ပြတဲ့အခါမှာဒါအရန်အရေးကြီးသွားပြီတဲ့ဟိုခွဲစိတ်ခန်းတွေကိုပြန်ဝင်ရတော့မယ်တဲ့ဆိုတော့ခွဲစိတ်ဖို့ဟိုခွဲစိတ်ဖို့လုပ်ပါတယ်ခွဲစိတ်ဖို့လုပ်တဲ့အခါမှာလက်မှတ်တွေပါလေထိုးပြီးခွဲစိတ်မှုလုပ်ခဲ့ပြီးတော့အဲ့မှာလေခွဲနေရင်နဲ့လေ2နာရီဟိုအချိန်တော်တော်လေးကြာသွားတယ်ဟိုအချိန်1နာရီကျော်2နာရီလောက်တော့ကြာသွားတယ်အဲ့ဒီမှာခွဲနေလေဟိုသွေးတွေလည်းမတိတ်တာတွေလည်းပါတယ်ပြောတယ်ဟိုသွေးမတိတ်ဘူးဟိုခွဲတဲ့အချိန်မှာလည်းကျွန်တော်မျက်ကမှန်ထဲဖို့ဒီမှာပြောသွားတဲ့အတိုင်းပဲလေမျက်ကမှန်ထဲဖို့လည်းကျွန်တော်စူးစမ်းတယ်မျက်ကမှန်လည်းအစင်သေးဝယ်ထားတယ်သွေးတွေလည်းဟိုမတိတ်တော့ဆရာဝန်ကအဲ့ချိန်မှာလေသွေးတိတ်ဟိုရေပေါင်တွေလည်းတက်တယ်ပြောတယ်သွေးတွေကလည်းမတိတ်ဘူးမတိတ်တဲ့အခါမှာဟိုခွဲစိတ်မှုကလေစူးစမ်းရင်းနဲ့လေဟိုကျွန်တော်တို့ကနည်းနည်းလေးတွေအနေထားအခက်အခဲတွေဖြစ်လာတယ်ဖြစ်လာတော့ခွဲစိတ်မှုကိုရေးလိုက်တယ်ရေတင်ရင်အနောက်ဘက်အခန်းမှာလည်းကျွန်တော်တို့ဟိုလေရေတင်ကြီးကကြံသေးတယ်လို့ပြောတယ်ကြံသေးတယ်လည်းပြောတော့ခွဲစိတ်မှုကိုတစ်ခါရေးလိုက်တယ်အဲ့ဒါနဲ့ဟိုနည်းနည်းလေးသူတို့ရေသွေးသေးအောင်စောက်မယ်ဆိုပြီးတော့လေသွေးသေးအောင်စောက်တဲ့အချိန်မှာနောက်ထပ်3လလောက်နဲ့တူတယ်အဲ့6လတော့မပြေဘူး3လလောက်အချိန်မှာဟိုအဲ့မျက်ကမှန်ထပ်ဖို့ဟိုသွေးသေးအောင်လည်းသွေးတိတ်လောက်ပြီးဆိုပြီးတော့ထပ်ထည့်တယ်ထပ်ထည့်တဲ့အခါမှာလည်းအဲ့မှာလေဟိုမျက်ကမှန်ထဲတဲ့တေချာတိုင်းလာတဲ့မျက်ကမှန်တဲ့ဟိုတဲ့အဲ့ဒီမျက်စိနဲ့ကတိတ်မတော်သလိုသွားဖြစ်တယ်ပထမခွဲထားပြီးတဲ့အရာတွေရောပါရောလေချုပ်ရိုးတွေရောပါရောနည်းနည်းလေးပြန်ပြင်ရတဲ့အနေထားဆိုမျက်ကမှန်အဲ့မှာစူးစမ်းပြီးထည့်ပေးမယ်လေစူးစမ်းပြီးထည့်တော့တစ်ချိန်ခွဲရတယ်2022လောက်2010နောက်တော့2020မှာလည်းရေရင်ကြီးကြံနေဆိုပြီးတော့လေဟိုရေရင်ရဲ့အပိုင်းစားတွေကိုဟိုလေဖယ်ထောက်ဖို့ဆရာဝန်တွေလည်းစူးစမ်းတယ်ဟိုစူးစမ်းတယ်ရေရင်အပိုင်းစားတွေတော်တော်များများကြံခဲ့သေးတယ်ကြံခဲ့ပြီးတော့နောက်ဆုံးမျက်စိရဲ့အနောက်ခံအမြင်လွှာယုံတဲ့ဟိုလေအဲ့တော့ဆက်ကနည်းနည်းလေးရှိတာ IQ vision မှာပဲလားမသိဘူးကျွန်တော်ကိုတလိမ့်မှာတော့မှတ်မိလိုက်တယ်အဲ့ဒီမှာဆက်ကလည်းသွားဆက်ရတယ်အဲ့ဒီမှာဟိုလေရေအနောက်ဘက်ခန်းကိုသွားပြီးတော့ဟိုလေဓာတ်မှန်ရိုက်ရတယ်ရိုက်လိုက်ပြီးတော့တခါအဲ့ရေတွေတွေကိုခွဲဖို့စူးစမ်းလိုက်နေတယ်ဟိုအဲ့ဒီဆေးရုံကတင်ပေါ်ရောက်ဟိုပြတဲ့အချိန်မှာရေတွေတွေကတွေ့နေရတယ်ကြံခဲ့တဲ့ရေတွေရှိတဲ့ဟာကိုဟိုဖြစ်ပေမဲ့ဟိုမှုအဲ့ဒီဟိုလှဲလိုက်တဲ့အချိန်မှာခွဲဖို့လှဲလိုက်တဲ့အချိန်မှာရေတွေတွေကပြန်ပြီးတော့လေအုံနောက်ရဲ့အနောက်ဘက်ခန်းဆိုလာမသိပြန်ရောက်သွားတယ်အဲ့ဒါနဲ့ဆရာမနေစူးစမ်းနဲ့ကြံတဲ့ဥစ္စာကိုတော့တော်တော်လေးခွဲထုတ်ပြရတယ်ဟို2021ကတစ်ကြိမ်22တစ်ကြိမ်23တောက်လျှောက်တစ်နှစ်ကိုတစ်ကြိမ်စီခွဲပြီးတော့24လောက်မှာကြော်ပါလေဟိုတော်တော်လေးမျက်စိအနေထားပျက်စီးသွားပြီဆိုပြီးတော့လေကျွန်တော်ဟိုစူးစမ်းတယ်အဲ့ဒီဟိုလေမျက်ကြည့်တော့ပါလိုက်ပြီးတော့ပျက်စီးသွားတယ်ဆိုတော့လေမျက်ကြည့်တော့အစားထိုးဖို့ပါလုပ်တယ်အစားထိုးတော့ကျွန်တော်လည်းကန်နေနေဟိုဖြစ်တာနဲ့မျက်ကြည့်တော့အစားထိုးဖို့တစ်နှစ်လောက်စောက်ပြီးတော့လေအဲ့ဒီမှာမျက်ကြည့်တော့အစားထိုးလိုက်တယ်မျက်ကြည့်တော့အစားထိုးလိုက်ပြီးတော့တစ်နှစ်ပဲခံနေတယ်တူတယ်2024မှာတစ်နှစ်ပဲခံတယ်ဟိုကလေနည်းနည်းလေးဝါတတာလေးမြင်ရတယ်ကားလေးတွေပါဖြတ်သွားတာတွေမြင်ရတယ်အဲ့ဒါလေးတွေကားရောင်လေးတွေမြင်ရတယ်2025လဲကြောက်အဲ့မျက်ကြည့်လွှာကိုနဲ့ဓာတ်မတည့်ဘူးဆိုလားမသိဘူးအဲ့လိုပြောတယ်ဟိုအစားသွဲသွားတဲ့မျက်ကြည့်လွှာကိုနဲ့မတည့်ဘူးဆိုပြီးမျက်ကြည့်လွှာကြီးတစ်ခုလုံးပြန်ဆုံးရှုံးသွားတယ်ပြန်ဆုံးတော့ကျွန်တော်ကဒီလိုမျိုးသားကျမ်းမာရေးဟောပြောပွဲကိုကျွန်တော်ကအရင်တော့တီးခဲ့တယ်ဆိုလို့ရှိရင်လေဟိုကျမ်းမာရေးတကယ်ကိုဟိုမျက်စိနဲ့ပတ်သက်တာတွေစစ်ဆေးဖို့အချိန်ရမယ်ကျွန်တော်53နှစ်ထိကျွန်တော်ဘာမှမဖြစ်ခဲ့ဘူးမျက်စိနဲ့ပတ်သက်တာဘာမှဖြစ်ခဲ့ဘူး53နှစ်ကနေပြီးတော့စဖြစ်တဲ့ဆိုတော့ကျွန်တော်လိုမျိုးမဖြစ်အောင်လို့ဒီဟောပြောပွဲလေးကတန်ဖိုးရှိတယ်ဆိုတာကိုကျွန်တော်ကပြောချင်တာအခုကြံခဲ့တဲ့မျက်စိမှာအခုလေကျွန်တော်ကဒီဘက်မျက်စိကပဲဆိုဒီညာဘက်မျက်စိကခွဲစိတ်တဲ့တည်းမှာဖြစ်တယ်အခုညာဘက်မျက်စိကိုကျွန်တော်ကဟိုအခုအနေထားကအခုမျက်ကြည့်လွှာကိုလည်းကျွန်တော်ကဖယ်ထုတ်လိုက်ရပြီသူများရဲ့မျက်ကြည့်လွှာတတ်ထားတာဖယ်ထုတ်လိုက်ရပြီဖယ်ထုတ်တော့ဒီတိုင်းပဲဟိုတချို့ရတယ်ပြောကြတယ်မျက်စိအတူထည့်ရမယ်လို့ပါကျွန်တော်အတူထည့်ရမယ်အနေထားပါဆိုရင်လည်းကျွန်တော်ကလေဟိုကျွန်တော်တို့ဟို
generation ပြတ်သွားမှာကိုလည်းကျွန်တော်အရန်စိုးရိမ်တယ်ဟိုဒီဇီဝကမ္မတွေဘာပဲပြောင်းလဲခြင်းလဲသူ့ပေါ့မှာလေအတင်းသူ့ကိုအာရမဖယ်ထုတ်လိုက်တာကိုလည်းကျွန်တော်ကမကြည်တတ်တော့လေဟိုဟာဒီတိုင်းပဲချက်ရက်ကလေးဖြစ်အောင်ဆိုတော့ဆေးရတော့ပုံမှန်ခတ်ပြီးတော့လေဒီမကောင်းတဲ့မျက်စိကိုလည်းဆေးပုံမှန်ခတ်ပြီးတော့ဒီလူဘဝကိုဟိုနောက်ဆုံးချိန်ကြီးကျွန်တော်ကဟိုစူးစမ်းပြီးတော့နေတယ်ဒီဘက်ကောင်းတဲ့မျက်စိကိုကျတော့ဆောင်းပြောသလိုမျိုးလေကျွန်တော်ဘာတွေဆက်လုပ်ရမလဲဒီဟိုအိုက်ဆက်နဲ့ဘယ်လိုတိုင်ပင်ပြီးတော့ဒီကောင်းတဲ့မျက်စိကိုတော့ကျွန်တော်သေချာထိမ့်သိမ်းဆောက်ရှောက်ဖို့လိုသွားပြီကျွန်တော်တို့ကလေကောင်းတဲ့မျက်စိမှာဆောင်းတော့ရေပေါင်ချိန်လေးတောင်းလိုက်တယ်ဟိုဟာဆရာကပြောတဲ့ထဲမှာတော့ပါတယ်ဟိုရေပေါင်ချိန်20လားမသိကျွန်တော်ကြားလိုက်ရတယ်ဟိုဟာကျွန်တော်73ရှိတယ်လို့တော့ဆောင်းရတယ်အနောက်ကတိုင်းတဲ့လူတွေကပြောလဲတက်တဲ့ဆရာမတွေတွေပြောတဲ့ကြားရတယ်ဒါအဲ့ဒါရေပေါင်ချိန်ကအများဆုံးဘယ်လောက်ရှိလို့ရှိရင်ကျွန်တော်တို့ဟိုအဲ့ဒါလေးဘ ഹു တုတလေးလည်းကျွန်တော်ကသိကျင်တာပါတယ်ကျွန်တော်က73ဆိုတော့နောက်ကဆရာမလေးတွေကကောင်းပါတယ်လို့တော့ပြောတယ်ဒီကြံတဲ့မျက်စိကိုကျွန်တော်ထိမ့်သိမ်းဆောက်ရှောက်ဖို့တော့ဟိုဘလို့တွေကျွန်တော်စီမံရမလဲဒီတက်စီသွားတဲ့မျက်စိကိုတော့ကျွန်တော်ဘလို့များဆက်ပြီးတော့ကုလို့ရတယ်လဲအဲ့ဒါလေးကိုကျွန်တော်လေကျေးဇူးပြုပြီးတော့ဆရာတို့အကြံဉာဏ်လေးပေးပါလို့ကျွန်တော်ဒီနေရာနေပြီးတော့လေဆရာတို့အနုညွတ်တောင်းပန်ပါတင်ပြပါတယ်ခင်ဗျာကျွန်တော်ကိုအောင်ကျော်ဝင်းမှာကျွန်တော်ရန်ကုန်မြို့မှာနေပါတယ်ခင်ဗျာ First of all, sorry to hear the unfortunate experience of you. ပထမဆုံးအနေနဲ့ဆိုလို့ရှင်တော့ဒီလိုမျိုးအဖြစ်အပျက်ကိုခံစားရသွားတယ်ဆိုတာအတွက်ကိုဆရာစိတ်မကောင်းဖြစ်မိပါတယ် So when your eye having a sudden acute attack of glaucoma, later on any other surgery will become very complicated. It is not easy to manage such a complicated eye and surgery. အခုနာရှင်းပြခဲ့သလိုပဲဒီလိုရေတိမ်ကိုရုတ်တရက် acute attack ပေါ့နော်ရုတ်တရက်ကြီးရေပေါင်ချိန်မြင့်တက်သွားတယ်ဆိုတာမျိုးကိုခံစားရပြီဆိုလို့ရှိရင်သူ့အတွက်ကိုခွဲစိတ်မှုတွေအကုန်လုံးကအရန်ကိုပဲရှုပ်ထွေးတယ်မလွယ်ကူပါဘူးဒီဟာတကူကို operation ဘယ်ဟာဒီရေတိမ်တက်ပြီးသွားတဲ့အခါမှာမျက်စိဒီပျက်စီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခွဲစိတ်မှုတိုင်းဒီအလွယ်တကူတော့ဖြစ်မနေဘူးပေါ့နော်I believe the doctor in the hospital have tried their very best to save your vision, but sometimes, unfortunately, things happen. အဲ့တော့အဲ့ဒီဖြစ်တဲ့အချိန်မှာခွဲစိတ်ခဲ့တဲ့ဆရာဝန်တွေဒီသူတို့တက်နိုင်သမျှအကောင်းဆုံးမျိုးလုံးရဲ့အမြင်အာရုံကိုထိမ့်သိမ်းဖို့စ조사ခဲ့တယ်ဆိုပေမဲ့ကံမကောင်းတဲ့အခါမှာဒီလိုမျိုးအစုံဟိုပျက်စီးသွားတာမျိုးတွေတော့ဖြစ်နိုင်တဲ့အနေအထားတွေလည်းရှိပါတယ် So for the eyes that are not able to see anymore, we need, even though it cannot see, we still need to maintain comfort and no pain. ဒီအမြင်ကမျက်စိဒီလုံးဝမမြင်နိုင်ဘူးဆိုလို့ရှိရင်တော့မှဒီမျက်လုံးကိုတတောင့်တတာဖြစ်နေဖို့အတွက်အနေထားဟိုဒီသူ့မျက်လုံးဒီတတောင့်တတာရှိနေဖို့အတွက်ကိုထိမ့်သိမ်းဖို့တော့လိုပါလိမ့်မယ် So regularly putting lubricants and antibiotic eye drop or ointment is helpful for the not seeing eye. အဲ့တော့ဒီဘက်ကိုမျက်ရည်တူတွေပြီးလို့ရှိရင်အစီလေးတွေကိုထည့်ပေးခြင်းအပြင်တတောင့်တတာဖြစ်အောင်လို့ထိန်းနိုင်ပါတယ် So for the still the good seeing eye, which is his only seeing eye right now, there's most likely do have some element of angle closure. For the good seeing eye, usually we'll have some angle closure as well. အဲ့တော့အခုကောင်းနေတဲ့မျက်လုံးမှာလည်းပဲဒီလိုမျိုးတောင်ချင်းဆိုတဲ့အမျိုးအစားဒီရေတိမ်မျိုးစားဒီရှိနေနိုင်သေးတယ်ပေါ့နော် So regularly visit an eye doctor, check the pressure, check the cataract. If let's say there is the angle become narrow or there is evidence of cataract, look for a good eye doctor, then do the cataract surgery. အဲ့တော့မျက်စိဆရာဝန်နဲ့ပုံမှန် eye check up ကိုပြုလုပ်သင့်ပါတယ်အဲ့လိုစစ်ဆေးနေတဲ့အချိန်မှာဒီမျက်လုံးထဲမှာရှိတဲ့တောင်အနေထားလေးကရေလမ်းကြောင်းကကျင်းလာတဲ့အနေထားရှိလာတယ်သို့မဟုတ်အတွင်းတိမ်ရှိလာပြီးဆိုတဲ့အနေထားရောက်လာပြီးဆိုလို့ရှိရင်တော့ကျွမ်းကျင်တဲ့မျက်စိဆရာဝန်ကိုရှာဖွေပြီးတော့အတွင်းတိမ်ခွဲစိတ်မှုကိုကြိုတင်ပြုလုပ်သင့်ပါတယ် Don't wait until it becomes like the previous eye, then only do something. It is too late.
တော့အတွင်းတိမ်ရှိပြီဆိုတာနဲ့ခွဲစိတ်ကုသလိုအပ်တဲ့ကုသမှုတွေကိုယူသင်ပါတယ်အချိန်မဆွဲသင့်ပါဘူးဒီဘက်ကမျက်လုံးလိုမျိုးတစ်ခုခုဖြစ်မှစလောက်တာမျိုးမဖြစ်သင့်ဘူးပေါ့နော်အကယ်၍တစ်ခုခုဒီလိုမျိုးနာကျင်မှုပျက်စီးသွားတော့မှလောက်တယ်ဆိုရင်ခွဲစိတ်မှုကိုခံယူရဲဆိုရင်ကကြတော့အဲ့ဒီချိန်မှဒီအရန်ကိုအချိန်နှောင်းသွားတာမျိုးဖြစ်နေပါလိမ့်မယ် Thank you. ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဖြေကြားပေးတဲ့အတွက်အခုနောက်ထပ်ပေါ့နော်မြန်လေးတို့မေကုန်းလေးတွေမေးချင်တဲ့သူများရှိမလားမသိဘူးရှင်ဟုတ်ကဲ့ပါမိုက်ကလေးလာပေးပါမယ်ခဏလေး The normal eye pressure is should be less than 20. တော့ပုံမှန်မျက်စိရေပေါင်ချိန်ဒီ20အောက်ကိုတော့နည်းတယ်ဆိုလို့ရှင်တော့ဒါဒီအကျဉ်းမြင့်အဖြစ်ကောင်းတယ်လို့ပြောလို့ရပါတယ် Need to check by eye doctor if possible. ဘယ်လိုပဲဖြစ်ဖြစ်တော့မျက်စိဆရာဝန်နဲ့တော့အမြဲတမ်းစစ်ဆေးမှုကိုတော့ပြုလုပ်သင့်ပါတယ်မေးပါရှင်ဟုတ်ကဲ့ဟုတ် Good morning, Dr. Tan. Thank you for your informative talk, and also thank you for the ISAC, which is who organized for this healthcare talk. Yeah. So I would like to ask you a question that about my relative. She is 70 years old. One of my relative. Yeah, 70 years old. Yes. A lady. She stays in far north of Myanmar in Myitkyina. She had this glaucoma. She went to hospital and had a check, and then she operated her eye. Yeah. Now what happened to her is that she could not able to see. Both eye sight disappear. Yeah. So is there any chance that she can come and had a check in your clinic and Sure. had another operations or any kind of restorable eyesight? So we need to see what is the remaining vision potential. Yes. So if the blurring of vision is due to other cause, then we can definitely help. What I'm afraid is the glaucoma is so advanced that the nerve is completely damaged. So this is the problem with glaucoma. The glaucoma, once it's damaged, is irreversible. Even at this era, latest technology also, there's no medicine, no surgery, no stem cell transplant to improve back your vision. No. So we need to see and then to preserve what she's having right now. If she's still having some vision, and the pressure is still high, we need to do something to bring down the pressure. Otherwise, she will lose her vision completely. So ask her to come, let us assess her, at which stage is the glaucoma, and at what level, what percentage has his vision left over. Then from there we go on. So yes, please bring her down to let us have a look. Yeah. Sure, doctor. Thank you very much for your Thank you. kindness. အကြမ်းမြင့်လေးတခြားသူတွေလည်းသိရအောင်လို့ကျမတို့အကြမ်းမြင့်လေးပြန်ပြီးတော့ရှင်းပြချင်ပါတယ်အဲ့တော့လူနာကတော့ရေတင်ယောဂခံစားနေရတယ်နောက်အခုလက်ရှိမှာအမြင်ဝါးနေတယ်ပေါ့နော်ဆိုတော့အဲ့ဒါအတွက်ကိုကုသမှုခံယူနိုင်မလားလို့မေးပါတယ်ဆိုတော့ဆရာကတော့အခုဒီအမြင်ဝါးတယ်ဆိုတာကဘာကြောင့်ဝါးတာလဲပေါ့နော်အဲ့ဒါကိုသူစစ်ဆေးကြည့်ပြီးသွားလို့ဒီဝါးတာရဲ့ cause ကိုရှာဖွေပြီးတော့ကုသလို့ရနိုင်မယ်ဒါပေမဲ့အခုနပြောခဲ့သလိုမျိုးပဲရေတင်ကြောင့်မလို့အမြင်အာရုံပျက်စီးခြင်းဆိုတဲ့ဟာကတော့ဘာမှတော့ပြန်ပြီးတော့ normal ဖြစ်အောင်လို့တော့ကိုပြန်ပြောင်းလို့မရနိုင်ပါဘူးအဲ့တော့ရေတိမ်ကြောင့်မလို့အမြင်အာရုံကြောဒီပျက်စီးသွားပြီဆိုလို့ရှိရင်တော့ဒါဒီအမြဲတမ်းပျက်စီးသွားတာပါလုံးဝဘာနီးလန်းဘာကူထုံးထဲမှာကိုပြန်ကောင်းအောင်လို့လုပ်လို့မရနိုင်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ဒီအဓိကတော့အာရုံကြောတွေမပျက်စီးခင်မှာဒီယောဂါကိုရှာဖွေပြီးတော့ကုသမှုကအရေးကြီးပါတယ်အဲ့တော့အခုဒီလူနာမျိုးမှာဆိုလို့ရှိရင်တော့ဆရာကစစ်ပြီးသွားတဲ့အခါမှာသူ့ရဲ့လက်ရှိနေတဲ့အမြင်အာရုံဒီဘလောက်ရာဂိုင်နှုန်းကျန်နေသေးတယ်လဲပေါ့နော်အဲ့တော့အဲ့ဒီရာဂိုင်နှုန်းကျန်နေတဲ့ဟာကိုဒီထက်ပိုပြီးမဆိုးလာအောင်လို့အတွက်ဒါကုသမှုတွေကိုခံယူလို့ရပါလိမ့်မယ်အကယ်၍ကုသမှုမခံယူဘဲနဲ့အမြင်ကလည်းဝါနေတယ်ရေတိမ်လည်းရှိတယ်ရေပေါင်ချိန်ကလည်းမထိန်နိုင်ဘူးဆိုလို့ရှိရင်တော့တစ်ချိန်ကြလို့ရှိရင်တော့လုံးဝအမြင်ဆုံးရှုံးခြင်းအနေအထားကိုတော့ရောက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါစစ်ဆေးပြီးတော့လိုအပ်တဲ့ကုသမှုတွေကိုခံယူဖို့တော့ဆရာကတော့အကြံပေးထားပါတယ်ရှင် I am also a glaucoma patient. Currently receiving treatment at the ISAC. All right. And my glaucoma is close angle
Close angle, glaucoma, yeah. and my doctor said it is only less than 10%. It is tunnel vision. Tunnel vision, yeah. Tunnel vision. Yeah. And I'm now administering the eye drops, and she said this is in Burmese the Main Kong. This is the last resort for my glaucoma because this is the best treatment that they can give. So I am satisfied with the treatment, and now what I would like to ask is. I also I've been receiving treatment for about now 14 years for glaucoma. I didn't know the seriousness of that glaucoma before, but I know it quite very late, but now it's not too late, I believe. Yeah. So I also have now the cataracts. And the doctor suggests to have the cataracts operated. So one of the second opinion I received from another doctor is if we did not treat well, if the cataract operation is undertaking, and that may cause the still, the remaining tunnel vision that would affect. Would that be possible? What would you suggest if I could go on like with the eye drop? Because I am 72, and my life will be, probably 85. I can believe another So, Mr. 10, 15 years. So I you don't know. have angle closure glaucoma. Yes. You should take out your cataract long way back. No, I could have done that. You have but- done that. You should have done that. Yeah, but So- now it's still, yeah. You do not, at the moment now, by taking out your cataract, will make your glaucoma better. At least make your pressure control. Of course, you worry about the risk of the complication of the cataract surgery, which can worsen your glaucoma. I cannot deny there will be risk, but the risk is very, very low. How low? I'm talking about less than 5%. Less than 5%. Therefore, look for a good surgeon, good cataract surgeon. Do it now, where the cataract is not that dense. It's easier to do. Don't wait. You wait until your age of about 85, 80, the cataract is very dense, rock hard. The difficulty of the surgery become more. The chances for you to have complications also more. Thanks. So do the cataract surgery. If you come to see me, I probably will tell you to do the cataract surgery plus glaucoma surgery together. After the surgery, you no need to put your eye drops anymore. Of course, I see. the vision will remain the same. You still have tunnel vision. But at least after the surgery, you don't need to keep on putting eye drop. Thank So you. please consider do the cataract surgery. Look for a good, experienced doctor to do your cataract surgery. Make sure there's no complication. Thank you so much. My pressure is pretty good. Yeah, 19, 15, so that's not bad. I think. not good. Yeah. Not good, huh? Not good. With eye drop, no? With eye Eye drop. drop, yes. How many eye drop? 4? 4. Yeah. 4, yeah. Yeah. Okay. Thank you. Thank you. ဟုတ်ကဲ့ပါအဲ့တော့ဒီ angle ရဲ့အကြောင်းလေးကိုလည်းကျွန်တော်တို့တစ်ချက်လောက်လေးအကုန်လုံးသိအောင်လို့မျှဝေခြင်းပါတယ်ဆိုတော့ angle ကအခု72ရှိနေပါပြီ angle ကရေတင်ယောဂါကိုခံစားနေရတာက10နှစ်ကျော်လောက်ရှိနေပြီဆိုတော့အခုလက်ရှိမှာ angle ကမျက်စင်းရေပေါင်ချိန်ထိန်းတဲ့မျက်စင်းအမျိုးအစား၄မျိုးနဲ့ angle ကထိန်းထားပါတယ်ရေပေါင်ချိန်ကတော့ဒီ20အောက်မှာတော့ရှိနေတယ်ပေါ့နော်နောက်ပြီးတော့ angle ရဲ့အမြင်အာရုံဒီခုနကကျွန်တော်တို့ပြောခဲ့သလိုမျိုးဒီဘေးနားမှာအရိပ်တွေဖြစ်ပြီးတော့ tunnel vision
ရှင်ရနေပြီပေါ့နော်ဒီမြင်ကွင်းကိုရာခိုင်နှုန်းနဲ့ပြောမယ်ဆိုလို့ရှင်တော့ 10% လောက်ကိုအန်ကယ်ကကြံတော့တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကအန်ကယ်ကအတွင်းတိမ်မခွဲရသေးဘူးအတွင်းတိမ်လည်းရှိနေသေးတယ်ပေါ့လေဆိုတော့အန်ကယ်ကစိတ်ပူတာကအကယ်၍များသူကအတွင်းတိမ်ခွဲလိုက်တယ်ဆိုလို့ရှိရင်ဒီအတွင်းတိမ်ခွဲစိတ်မှုကအစင်မပြေလို့လက်ရှိနေတဲ့အမြင်အာရုံလေး 10% ကိုပျောက်သွားမှာကိုအန်ကယ်ကအရန်စိတ်ပူတယ်ပေါ့နော်စိတ်ပူတဲ့အတွက်ကြောင့်မလို့ဆရာကိုသူကခွဲဖို့တင်လားဆိုတဲ့အကြံဉာဏ်ကိုတောင်းတာပေါ့လေဆိုတော့ဆရာကတော့ဒါဒီခွဲတင်တယ်ခုနအရှိမပြောခဲ့သလိုပေါ့နော်ဆရာရဲ့ presentation မှာပြောခဲ့သလိုရေတိမ်လက္ခဏာလေးခံစားနေရပြီနောက်ဒီအတွင်းတိမ်လည်းစဖြစ်လာပြီဆိုလို့ရှိရင်တော့တင်းတိမ်ကိုအချိန်ကြာကြီးမဆောင်မဲနဲ့ခွဲလိုက်တင်တယ်ဒါမှလည်းပဲမျက်စိရေပေါင်ချိန်ကိုထိန်းတင်တာပေါ့နော်ဆိုတော့ဆရာကတော့အန်ကဲကိုအကြံပေးထားတဲ့ဟာကတော့အတွင်းတိမ်ကိုခွဲစိတ်မှုပြုလုပ်ပါတို့ပေမဲ့ဒီအတွင်းတိမ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဘေးထွက်ဆိုးကျိုးတွေမဖြစ်အောင်လို့အတွက်ကိုအတွင်းတိမ်ကိုကောင်းကောင်းခွဲနိုင်တဲ့ cataract surgeon နဲ့ခွဲပြီးတော့ဒီရေပေါင်ချိန်ကိုပြန်ထိန်းဖို့အတွက်ကိုတော့အကြံဉာဏ်လေးပေးထားပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်နောက်အမားတို့ဖြစ်မယ်နဲ့တူတယ်နော်ဟုတ်ခဏလေးနော်မတို့ပြီးလို့ရှင်ပေးပါမယ်ဟုတ်အမမေးပါရှင်ဟုတ်မင်္ဂလာပါရှင်ဟောဟာလေမသိချင်တာကြတော့အမားကလွန်ခဲ့တဲ့8လကမျက်မှန်ပါဝါချိန်လိုက်တာမှာရေတိမ်ရှိတာကိုစပြီးသိခဲ့ရတာပါအဲ့ဒီမှာပဲစပြီးတော့မှကုသမှုတော့ခံယူခဲ့ပါတယ်ဒါပေမဲ့3လတစ်ခါပြန်ပြတဲ့အချိန်မှာပထမ3လအဆင်ပြေပါတယ်နောက်6လပြည့်လို့ပြန်ပြတဲ့အခါမှာကြတော့ဆရာကရေပေါင်ကမကြနိုင်ဘူးလို့ပြောပါတယ်ရှင်အဲ့တော့နောက်6လမှာတော့ကျမတို့မြစ်စင်တစ်ဆက်ကနေပြီးတော့တစ်မျိုးကနေပြီးတော့မှ2မျိုးတိုးပေးတယ်ပေါ့နော်2မျိုးတိုးပေးတယ်ပြီးတော့ပြီးခဲ့တဲ့ဒီလ15ရက်နေ့ကလည်းကျမဘန်ကောက်မှာပြခဲ့ပါတယ်ပြခဲ့တော့လေရေပေါင်ကရှော့ချပေးတယ်လို့ပြောပေမဲ့ဒီအခုတိုင်းတဲ့အခါမှာလေကျမညာဘက်က22ဖြစ်ပြီးတော့မှဘယ်ဘက်ကတော့90ပေါ့နော်အဲ့လောက်ပဲဖြစ်နေရဆိုတော့ကျမအနေနဲ့ဒီပေါင်မကြဘူးလို့ခံစားရပါတယ်အဲ့ဒါရဲ့နောက်ပြီးတော့လေဒီအခုလွန်ခဲ့တဲ့8လမျက်မှန်ပါဝါလဲတော့လေကျမတို့ကမျက်လုံးမှာပါခံစားရတာမဟုတ်ဘူးနည်းနည်းမုံဝါးဝါဖြစ်တယ်ဆိုလဲလိုက်တာနေဒီရေတိမ်ဖြစ်တယ်ဆိုတော့သိရတာပေါ့နော်ပြီးတော့ညာဘက်ကသူတို့ပြောပါတယ်85%ရေတိမ်ဖြစ်နေတယ်ဘယ်ဘက်က25%ဖြစ်နေတယ်လို့ပြောပါတယ်အဲ့တော့ကျမတို့ကဘာခံစားမှုမှမရှိဘဲနဲ့ပေါ့နော်ဒီအချိန်အတွင်းမှာပဲရေပေါင်ကမကြဘဲနဲ့ဘယ်လိုမျိုးဘလောက်တောင်ပြက်စီးနေမလဲပေါ့အမြင်အာရုံအနေနဲ့ကတော့ဘလို့မှကျမအနေနဲ့မဖြစ်သေးပါဘူးမြင်နေသေးတယ်ရှင်ရှင်းရှင်းလင်းလင်းမြင်နေသေးတယ်အဲ့တော့သိကျင်တာအဓိကကိုမသိလိုက်တဲ့ဒီအချိန်တွေအတွင်းမှာဘလောက်တောင်ပြက်စီးနေမလဲပြီးတော့အသက်က49နှစ်ရှိပါပြီအဲ့ဒါဆိုတော့ဘယ်နှစ်လောက်မှများဒီဟာရပါတော့လုံးလုံးဆူဆူရွာဖြစ်လာမလဲကျမတို့အနေနဲ့ဘယ်လိုမျိုးဂယူးဆရမလဲပေါ့အဲ့ဒါလေးဝေသိချင်တာပါရှင်So means that the pressure is not controlled with 2 eye drop. So the doctor has to keep on stepping up the eye drop. If let's say the pressure is still not controlled, then the next step will be surgery. You need to do the surgery to bring down the eye pressure. So if she persistently having high pressure, the 75% loss of 75% later will become 80%, 82%, 85%. The good eye so lost only 25%, later will become 30%, 40%. So need to control the eye pressure. Otherwise, the loss, the damage will be further. အဲ့တော့အခုအမကရေပေါင်ချိန်ထိန်းတဲ့မျက်စင်း2မျိုးကိုထည့်ထားရဲဆိုပေမဲ့ရေပေါင်ချိန်ကကောင်းကောင်းမထိန်းနိုင်သေးဘူးဖြစ်နေတယ်အဲ့ဒီခါမျိုးဆိုလို့ရှိရင်တော့ရေပေါင်ချိန်ထိန်းတဲ့မျက်စင်းတွေကိုထပ်တိုးပေးရမယ်ပေါ့နော်အမျိုးအစားတွေကိုထပ်တိုးပေးရပါလိမ့်မယ်အဲ့လိုနေရာပြင်ရေပေါင်ချိန်ကိုချပေးရမယ်အကယ်၍ရှိတဲ့မျက်စင်းတွေနဲ့ရေပေါင်ချိန်ကိုမထိန်းနိုင်တော့တဲ့အနေအထားဖြစ်နေတယ်ဆိုလို့ရှိရင်တော့ခွဲစိတ်မှုမျိုးကိုပြုလုပ်တင်တယ်ပေါ့နော်ခွဲစိတ်မှုပြုလုပ်ခြင်းအပြင်ရေပေါင်ချိန်ကိုချပေးရလိမ့်မယ်အကယ်၍ဒါဒီလိုရေပေါင်ချိန်ကိုမချနိုင်ဘဲနဲ့တက်နေတယ်ပေါ့နော်ဆိုလို့ရှိရင်တော့ခုနကတော့အမရဲ့ဒီတစ်ဖက်က85နှစ်ဖက်က25နေပဲ85ဒီဖြည်းဖြည်းချင်းနဲ့80 85ဒီကိုတက်လာမှာဖြစ်တယ်လို့ဒီဘက်ကကောင်းနေသေးတဲ့မျက်လုံး25ဒီလည်းပဲအချိန်တစ်ခုကြာလို့ရှိရင်တော့ဖြည်းဖြည်းချင်းနဲ့ပျက်စီးမှုတွေဒီပို့ပြီးတော့များလာနိုင်ပါလိမ့်မယ်အဲ့တော့ဒီကတော့မျက်စိရေပေါင်ချိန်ကိုတက်နိုင်သမျှနဲနိုင်သမျှနဲအောင်ထိန်းဖို့တော့အကြံပေးပါတယ်ဟုတ်ကျမလေးဆရာဝန်အခုဆို9ဦးလောက်ကိုရှိပြီပြောင်းပြအဲ့မျက်စင်းရေပေါင်ကတော့အထူးပြီးတော့မကြနိုင်ဘူးဖြစ်နေတာ
အဲ့ဒါဆိုရင်ကျမတို့ကဒေါင်းကျဖြစ်တဲ့အတွက်ခွဲပေးမယ်လို့လည်းဘယ်ဆရာဝန်ကမှမပြောဘူးအခုဘန်ကောက်ကိုဆိုရင်ကျမ15ရက်နေ့ကပြခဲ့တာအခုအဲ့15ရက်ကနေအခုထိဆိုကျမ2ပတ်ပေါ့ကြားထဲမှာအဲ့ဒီမျက်စင်းနဲ့လည်းအခုဒီနေ့ပြန်ချိန်လိုက်တဲ့ချိန်မှာမကြနိုင်ဘူးရှင် the if put eye drop cannot control the eye pressure, it's gonna be surgery. There's no other way. ဆိုတော့တောင်းကျဲကြောင်းမလို့ခွဲလို့မရဘူးဆိုတော့မဟုတ်ဘူးပေါ့နော်အဓိကတော့ဟိုတောင်းချင်းပဲဖြစ်ဖြစ်တောင်းကျဲပဲဖြစ်ဖြစ်ကုသမှုသည်မျက်စင်းနဲ့ရေပေါင်ချိန်ကိုထိန်းရမယ်ကဲပဲထိန်းလို့မရဘူးတကယ်ကိုပဲထိန်းလို့မရတဲ့အနေအထားဖြစ်နေတယ်ဆိုလို့ရှိရင်တော့ခွဲစိတ်ခြင်းအပြင်ရေလမ်းကြောင်းကိုရွှေ့ခြင်းအပြင်ရေပေါင်ချိန်ကိုကြအောင်တော့ပြုတ်လို့ရပါလိမ့်မယ်တဲ့ဟုတ်ကဲ့ရှင်အဲ့ဒါဆိုရင်ခွဲတဲ့ခွဲတာကပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်ဟုတ်အကယ်၍ဒါဒီလိုမျိုး eye drop တွေနဲ့ရေပေါင်ချိန်ဒီမထိန်းနိုင်ဘူးတေချာသွားပြီဆိုရင်တော့ခွဲစိတ်ခြင်းအပြင်ဒီရေပေါင်ချိန်ကိုချရပါလိမ့်မယ်ခွဲစိတ်တဲ့အခါဆိုလို့ရှင်လေဒီတမယိုးကြခွဲတာမဟုတ်ဘဲနဲ့ခုနဆရာပြောခဲ့သလိုပေါ့နော် tube တွေ stand တွေနေရာဖြင့်ရေပေါင်ချိန်ကိုချကြအောင်လို့ပြုလုပ်နိုင်ပါတယ်ဟုတ်အဲဆိုလို့ရှိရင်ကျမကအခုဒီမျက်စင်ခတ်တာက15ရက်ပေါ့အခုနောက်ဆရာဝန်တွေက15ရက်ပဲရှိသေးတာဆိုတော့ဘယ်လောက်ကြာခက်ကြည့်ပြီးမှနောက်ထပ်ခွဲစိတ်ဖို့စဉ်းစားတင်ပါလေရှင်တလားဆောင်ပါလိမ့်မယ်ရှင်ဟုတ်တလားဆောင်ပြီးသွားလို့ဟုတ်ကဲ့ဒီဒုတိယဈေးကို add ပြီးသွားတဲ့ဟာကိုတလားဆောင်ပြီးသွားလို့ရေပေါင်ချိန်ကို check လုပ်လို့အကယ်၍ရေပေါင်ချိန်ကမကျသေးဘူးဆိုလို့ရှိရင်တော့ဒီခွဲစိတ်ဖို့အတွက်ကိုတော့စဉ်းစားဖို့အကြံပြုပါရရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါရှင်ဟုတ်ကျွန်တော်ကတော့ဥမမောင်လေးပါကျွန်တော်မေးဖို့မဟုတ်ပါဘူးကျွန်တော်ဇနီးအတွက်ကိုကျွန်တော်ကိုစားမေးတာပါအဓိကပထမပြောချင်တာကတော့ရေတင်ယောဂကျမ်းမာရေးဟောပြောပွဲကိုနားထောင်ခွင့်ရတဲ့အတွက်အင်မတန်မှကျေးဇူးတင်ကြောင်းပဏာမတင်ပြလိုပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကအခုပြန်စစ်တဲ့အခါစောစောဝင်ပေါက်မှာစစ်ပါတယ်။ကျွန်တော်က88နှစ်ပါအမျိုးသမီးက55နှစ်ပါကျွန်တော်ကညာဘက်မှာ17နဲ့ဘယ်ဘက်မှာ12တန်းမှာ6ပဲရှိပါတယ်။အဲ့တော့ more than above enough ဖြစ်နေတယ်အဲ့တော့အမျိုးသမီးကြည့်တဲ့အခါကျတော့ညာဘက်က20ဖြစ်ပြီးတော့ဘယ်ဘက်မှာ21တန်းမှာ2ဖြစ်နေပါတယ်အဲ့တော့မှကျွန်တော်တို့ကအော်သူရေတိမ်ရှိပါလားဆိုပြီးတော့သိတာပါအဲ့တော့ပထမသူဖြစ်တဲ့ခံစားချက်ကခေါင်းတွေကြိုက်ပါတယ်နောက်တစ်ခါမျက်လုံးတွေหนีတယ်သို့တော်လည်းကျွန်တော်တို့ကတော့မျက်မှန်ကပါဝါမကြိုက်လို့ပဲလို့အောင်းမိတာအခုမှကျွန်တော်တို့ဒီရေတိမ်စစ်တဲ့အခါသိရတဲ့အတွက်အဲ့ဒီလိုများအဲ့ဒီခုယောဂါကိုဒီဆရာကြီးမပြန်ငင်နေမှာပဲပြသလို့ရရင်ပြသခြင်းပါတယ်နောက်တစ်ခါပုံမဆိုးအောင်ဘယ်နည်းနဲ့ဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာလေးပြောကြခြင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့အမားတို့ကမျက်စိဆရာဝန်နဲ့အရှိမပြဘူးစစ်ဖူတာမျိုးရှိသေးလားမရှိပါဘူးမရှိဘူးเนาะမဟုတ်ကဲ့ပါဟုတ်ခဏလေးเนาะမSo after checking the pressure, you need to do a detailed eye check. For example, check the nerve, check the angle, and then do certain tests to make sure she has no glaucoma. So ask her to drop by in our center. We'll do a complete check. အဲ့တော့အခုဒါကတော့မျက်စိရေပေါင်ချိန်တိုင်းတာတစ်ခုပဲရှိသေးတယ်ပေါ့နော်အဲ့တော့ရေတိမ်ရှိမရှိကိုတေချာသိဖို့အတွက်ဆိုလို့ရှိရင်ကကြတော့ဒီရေပေါင်ချိန်အပြင်ကိုလိုအပ်တဲ့ခုနဆရာပြောခဲ့တဲ့ဒီသူတေချာကြည့်ပြီးတော့ထောင်ကျင်းလားထောင်ကျဲလားဆိုတာကိုကြည့်ဖို့လိုမယ်မျက်လုံးအနောက်ခံမှာရှိတဲ့အာယုံကြောအခြေအနေကြည့်ဖို့လိုမယ်နောက်ပြီးလို့ရှိရင်ခုနအာယုံကြောတွေကိုဓာတ်ပုံရိုက်တာမြင်ကွင်းစစ်တာမျိုးတွေအသေးစိတ်လုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါပြီးပြီဆိုတော့မှဒီကာယကံရှင်မကရေတိမ်တကယ်ရှိတာလားမရှိဘူးလားဆိုတာကိုအတိအကျပြောလို့ရမှာပေါ့လေဆိုတော့ဆရာကတော့လာခဲ့ပါသူ3ရက်နေ့အထိရှိနေပါလိမ့်မယ်ဆိုတော့မနေ့ဖြန်သို့မဟုတ်တစ်ပတ်ခါမှာဆရာနဲ့ iSet မှာလာပြီးတော့ပြသလို့ရပါတယ်အပြင်ထွက်သွားပြီဆိုလို့ရှိရင်လည်းအရှိမbooking ယူတဲ့ညီမလေးတွေရှိပါတယ်သူတို့ကိုနာမည်နဲ့ဖုန်းနံပါတ်လေးပြောခဲ့လို့ရှင်ကျမတို့ဘက်ကနေ booking time လေးပြန်ပြီးတော့ဆက်သွယ်ပေးပါမယ်ရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါမဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကျမနာမည်ဒေါ်နအေးပါအသက်68နှစ်ပါဒီပေါ့နော်မေးချင်တာကလေဘယ်လိုခေါ်မလဲဒီဘက်ကဘယ်ဘက်ကဟိုတလုံးကတော်တော်များသွားတာပေါ့16လောက်ရှိတာပေါ့အဲ့ဒါနဲ့ဆရာမနည်းနည်းတိတ်မကျေနပ်ပါဘူးဘာလို့ဆိုတော့အရင်တော့ကသူနဲ့မပြသူနဲ့သူကရန်ကင်းမှာမထိုင်တော့တခြားဆောင်ပြောက်တော့တခြားဆောင်ကရေတိမ်ဆေးကိုမခတ်ခိုင်းလိုက်ဘူး
ဟိုဒါဒီမျက်စိ၆တဲ့ဆေးကိုပဲပေါ့နော်အဲ့ဒါခတ်ခိုင်းတာပေါ့နော်အဲ့ဒါကျွန်တော်လည်းမေ့ပြီးတော့အဲ့မခတ်တော့ရေတိမ်ဆေးကိုတစ်နှစ်လောက်မခတ်တော့ဘူးနောက်တော့မှဟိုတည်းကသူနဲ့သွားပြောတော့မှအဲ့ဒါတော်တော်များတယ် तू ကနည်းနည်းပြောတာပေါ့နော်ပြီးတော့ခတ်ခိုင်းပါတယ်အဲကျွန်တော်သိကျင်တာလေအဲ့တော်ကလည်းဟိုနှာခေါင်းပိတ်တဲ့ယောဂရှိရနာဒါရှေပေါ့ထက်ကနာမဟုတ်ဘူးပါပေါ့နော် allergic သဘောရှိပေါ့အရန်ပိတ်တာပဲညဘက်လည်းမနေနိုင်ဘူးအဲ့လိုနှာခေါင်းပိတ်တဲ့ယောဂရောဒီဘက်ကပို့ပြီးတော့ဖြစ်တာလားလို့အဲ့လိုအခုကျတော့ဆေးပြန်ခတ်ပြီးတော့ပေါ့နော်ဟိုပါပေါ့ optimum ကိုခတ်ပါတယ်အရင်တော့ B topic ကိုခတ်ခိုင်းပါတယ် B topic ကဝယ်လို့မရတော့ optimum ကိုခတ်ပါတယ်အခုဒီမှာချိန်တော့ဒီဘက်ကဟို15လောက်ရှိပါတယ်ဘယ်ဘက်ကအဲ့ဒါလေးဟိုဒီနှာခေါင်းပိတ်တာကြောင့်ဖြစ်တာဟိုတလုံးကလည်းနှာခေါင်းပိတ်တော့ဟိုအပူဆေးခက်တာရှိတော့ဟိုတလုံးကလည်းလွန်ခဲ့တဲ့2လ3လလည်းဒီဘက်မှာအနီအရန်หนีသွားတာပေါ့နော်အဲ့တော့တခြားဆန်ကိုသွားပြောတော့ तू ကဒါမျက်စိပုတ်လို့တဲ့ကျွန်တော်ကမပုတ်ပါဘူးနောက်တော့မှစဉ်းစားတော့ဒီနှာခေါင်းပိတ်တဲ့အပူတွေကြောင့်ဒီလိုအညီဖြစ်သွားလားနော်အထဲထဲကိုလည်းဆန်မတွေကနည်းနည်းပါးကြည့်ပေးပါလေဟိုအမဲတွေဒါပေါ့ဒီရင်ခွင်းဆန်းတာလည်းလုပ်တယ်လေရင်ခွင်းဆန်းတာလုပ်တော့နည်းနည်းတော့ဟိုတိတ်မမြင်ဘူးပေါ့နော်အဲ့လိုပဲဖြစ်လာအဲ့ဒါကျွန်တော်ဒီဘယ်ဘက်တစ်ခုပဲတော်တော်ဆိုးနေတာညာဘက်မဖြစ်ပဲနဲ့ပေါ့ဘယ်ဘက်ကိုတော်တော်ဆိုးနေတာဒီနာတာရှည်နှာခေါင်းပိတ်တဲ့ယောဂကြီးကြောင့်လားပေါ့နော်အဲ့လိုလေသိကျင်ပါတယ်ရှင့်စိတ်တော့မရှိပါနဲ့မိကုန်းကလေးဆန်တာတော့မသိဘူး So the allergy sometimes can be contributed by the eye drop. So the eye drop, one of the side effects of the eye drop is allergy. So she needs to go back to her doctor, talk to the doctor that this eye drop may be not suitable for her. So need to change to another eye drop, another class of eye drop. So if she have multiple drop allergy, and means that it's not suitable to use most of the eye drop, then next is surgery. allergy ကြောင့်ဒီရေတိမ်ဖြစ်တာရေပေါင်တည်တတ်တာတော့မဟုတ်ဘူးပေါ့နော်တခါတလေကြားလို့ရှိရင်လည်းဒီမျက်စင်းတွေကြောင့်မလို့ allergy ပြန်ဖြစ်တာမျိုးတွေတော့ရှိတယ်အဲ့တော့ကိုကဒီမျက်စင်းထဲတာနဲ့ allergy ဖြစ်တဲ့အချိန်ကိုကြည့်ပြီးတော့အကယ်၍သာဒီလိုမျိုးတွေဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြန်ပြပြီးတော့ဒီလိုထဲတဲ့အချိန်မှာဟိုပိတ်တယ်ပေါ့နော်အဲ့လိုမျိုးကဆိုမျက်စိနဲ့နှာခေါင်းနဲ့ဆက်နေတာဆိုတော့လေအဲ့လိုမျိုးပြန်ပြပြီးတော့အခြားမျက်စင်းတွေကိုပြောင်းဖို့တော့ဆရာတော့အကြံပေးပါတယ်အဲ့တော့ဒီရေတိမ်အတွက်ကိုရေပေါင်ချိန်အတွက်ကိုထိန်းတဲ့မျက်စင်းတွေကအများကြီးရှိတယ်ပေါ့နော်အဲ့တော့တစ်ခုမဟုတ်တစ်ခုနဲ့ကိုပြောင်းထည့်ကြည့်တယ်ဒါပေမဲ့အဲ့ဒါမှကိုကမရဘူးဒီလိုမျိုးတွေဒီဖြစ်နေသေးတယ်ဆိုလို့ရှိရင်တော့ခွဲစိတ်မှုဆိုတာကိုတော့နောက်ဆုံးအဆင့်ကြရင်တော့စဉ်းစားပြီးတော့လိုလိမ့်မယ်ဒါပေမဲ့အခုချိန်မှာတော့ဒီမျက်စင်းတွေကိုပြောင်းလဲပြီးတော့ဟိုပေးဖို့အတွက်ကိုတော့ဆရာဝန်နဲ့ပြန်ပြီးတော့ဆွေးနွေးလို့ရပါတယ်ရှင်ကျေးဇူးပါကျေးဇူးတင်ပါတယ်ဟုတ်Hello မင်္ဂလာပါရှင်ကျေးဇူးတင်ပါတယ်ပထမအောင်ဆုံး ISCC မျက်စိဆေးရုံကြီးကျေးဇူးတင်ပါတယ်ရှင်ဟောပြောခွင့်ကိုတက်ရောက်ခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါပြီးတော့ဆရာကိုလည်းကျေးဇူးကြားတင်ပါတယ်ကျမရေတိမ်ယောဂါကို2009ခုနှစ်မှာစဖြစ်ပါတယ်ဖြစ်တဲ့အချိန်ကကျမရေပေါင်90ကျော်ပါတယ်ကျမကို proper တန်ပြီးတော့ကျမရေပြန်ကျပြီးကျမပေါ့မိလိုက်တယ်ပေါ့မိလိုက်ပြီးတော့ကျမ2016မှာအခြေအနေတော်တော်ဆိုးလို့တစ်ဖက်ကမမြင်ရတော့ပါဘူးမမြင်ရတော့စားတယ်ကျမမသိဘူးကန်းနေမှလည်းကျမမသိပါဘူးမျက်စိဆေးရုံရောက်မှကျမကိုပြန်လဲစစ်ဆေးတဲ့အခါမှာတစ်ဖက်မမြင်ရတော့ဆိုခုနဆရာမတို့ပြောတဲ့ပြတဲ့မျက်စိဓာတ်မှန်ရိုက်အမြင်အားဓာတ်မှန်ရိုက်တဲ့ဟာတွေအကုန်လုံး FOV တွေသမီးရိုက်ရပါတယ်ရိုက်ရတဲ့အခါမှာအာယုံကြောပျက်စီးသွားပါပြီတစ်ဖက်ကပျက်စီးတဲ့ကြောင့်ဘယ်ဘက်ကိုသူတို့ကမလုပ်တော့ညာဘက်ကိုပဲခွဲစိတ်တာကျမကိုနှလုံးကိုကျမရှေ့ပိုင်းဆေးရုံကြီးမှာပြန်စပြတယ်26မှာပြတော့ဆရာကြီးဆောက်တာဒီတိတ်ဆောက်ဒေါက်တာဦးကျော်စိုးက9ချိန်တိတိရေလန်းချောင်းခွဲစိတ်ပါတယ်ဘယ်ဘက်အလုံးကိုပဲခွဲစိတ်ပြီးတော့ညာဘက်အလုံးခွဲတာ3နှစ်ပဲရှိပါသေးတယ်ရေပေါင်ချိန်ကကျမဘယ်လောက်ထိတက်သွားဘူးလဲဆို90တိတက်ပါတယ်အဲ့ဒါဆိုပြီးကျမဆေးတွေတောက်လျှောက်ခတ်နေရတယ်ပေါ့ဆရာမတွေခုမှယခုပြက်ရှိပြနာတော့မျက်စိဆေးရုံကဆရာဝန်မကြီးနေတယ်ပဲပြသနေရတာပါဒေါက်တာစင်မာမြင့်နဲ့ပြသနေရပါတယ်ဆရာမကြီးကိုယ်တိုင်လည်းခွဲစိတ်ပေးထားတာပါကျမသိချင်တာအဓိကဆရာမကြီးတို့ကပြောပါတယ်ကျမမျက်စိကဆရာပြောမှတောက်ကျဲတောက်ချင်းဆိုတာကိုကျမသိရပါတယ်ရထုချိန်ထိကျမမျက်စိခွဲစိတ်ရတာမျက်စိနှလုံးကို6ချိန်ရှိပါပြီဒါပေမဲ့ကျမတော့တောက်ချင်းလားတောက်ကျဲလားမသိရပါဘူးအခုချိန်ကျမသိရတဲ့အခါမှာကျမလည်းဘာမှမသိသေးဘူးဒါပေမဲ့ကျမစိတ်ထဲမှာဒီမျက်စင်းတွေခက်ရတာစိတ်တွေတော်တော်ညစ်ပါတယ်တခါတည်းကျရင်ဝယ်လို့မရတဲ့အခါမှာမျက်စိဆေးရုံနာမှာကားလေးနဲ့ဆေးရောက်တဲ့တောင်ကျမကိုတနာလာပါတယ်ဆေးတွေကလည်းတအားဆေးကြည့်တယ်ရေတိမ်ဆေးကအဲ့အတွက်ကြောင့်ကျမကအဓိကပြောချင်တာကျမကရေတိမ်ဆေးကိုခတ်နေတဲ့အချိန်မှာ
နည်းနည်းလေးပေါ့တစ်ခါလေကြောက်လဲဆေးခိုတဲ့အနေနဲ့ဆေးပြတ်သွားတဲ့ချိန်ပြတ်သွားလာနေကျမရေကချက်ချင်းတက်ပါတယ်တက်တဲ့အခါမှာ20ကျော်30တိတက်ပါတယ်အခုကျမပြန်ခတ်ရတယ်ပြန်ခတ်တယ်ဆိုတာဆေးလေးရလို့ပြန်ကတ်တဲ့အခါမှာအခုဆေးရုံပြထားတာ2ပတ်ပဲရှိပါသေးတယ်အခုဝင်ပြီးပြတဲ့အချိန်မှာသမီးတို့ကအန်ဒီဟိုဟာလေလုံးဝမမြင်ရတဲ့ဘယ်ဘက်ပေါ့ဘယ်ဘက်ကကျမ18ဖြစ်နေပါတယ်ဟိုညာဘက်ကတော့ကျမ14ပေါ့သူတို့ကတော့ကောင်းတယ်ပြောရင်ကျမကိုကျမဟိုဒီဟောပြောပွဲမနားထောင်ရတဲ့အချိန်ထိကတော့စိတ်မချသေးဘူးပေါ့ဟောပြောပွဲနားထောင်လိုက်တဲ့ခါမှာကျမအဓိကသိချင်တာကျမဆေးတစ်မျိုးတည်းပဲခတ်လို့ရတာဒါမှမဟုတ်တောက်ဆေးလေးများရောရှိမလားဆိုတော့သိချင်တာပါဆရာမဟိုကျမလည်းဆေးရုံတွေမှာကြတော့အများနဲ့ပြရတဲ့ဆေးရုံမလို့မမေးမြန်းခဲ့ပြီပါတောက်ဆေးတွေများမျက်စိအားဆေးတွေများတောက်ရမှာအထူးသဖြင့်တော့ကျမကိုပြောလိုက်တာတော့ကျမအာယုံကြောပျက်စီးသွားပါပြီပျက်စီးသွားတဲ့ကြောင့်ကျမကိုဟိုဘယ်ဘက်ဆိုရင်% နဲ့လုံးဝမရှိသလောက်ဖြစ်နေပါ5လောက်ပဲရှိတော့လေညာဘက်ကတော့20လောက်ရှိတယ်လို့ပြောပါတယ်အဲ့တော့အခုချိန်မှာတော့ကျမဟိုဘယ်လိုခေါ်မြင်နေရတယ်ပေါ့ခုနပြောလို့ပေါ့ခုနမြင်လွာလေးပြောတော့ဘေးတွေတော့မမြင်တော့ပါဘူးမမြင်တော့တဲ့အတွက်ကြောင့်ကျမဖြည်းဖြည်းချင်းဟိုဒါပေမဲ့ကျမရဲ့မျက်လုံးကလည်းထူးဆန်းတယ်ဟိုလုံးဝမမြင်တာလည်းမဟုတ်ရောက်သွားပြီးလို့15မိနစ်တော့မျက်လုံးငိန်လို့ကြည့်အကုန်ပြန်မြင်တယ်ဟိုဝင်ချက်တော့မောင်မဲနေတာပဲကျမမမြင်ဘူးကျမရဲ့ရေတင်ခံစားမှုကပေါ့ခုနဟိုကိုပြောလို့ကျမတော့အချိန်တော့မိသွားတယ်ဒါပေမဲ့ကျမအနေနဲ့ဒီမျက်စင်းဆေးတွေကိုခတ်ရပါများလို့တခါလေမျက်စင်းဆေးပြတ်သွားတဲ့ခါကျရင်တောက်ဆေးလေးများရှိရင်ဟိုရှိမလားလို့ဒါပေမဲ့တောက်ဆေးအနေနဲ့ကျမတောက်ရတာတော့ဟိုရေပေါင်ကျဆေးပေါ့နော်ဒိုင်ယာမောက်တို့စနိုးကစ်တို့ကတော့ကျမတောက်ရတယ်အဲ့ဒါကိုလေကျမတို့ကကျမအသက်63နှစ်ပါဆရာမတွေကကျမအနေထားကိုကြည့်ပြီးတော့ဟိုအဲ့ရေပေါင်ကျဆေးတွေကိုတော့ဟိုတလောက်အရန်တက်တော့မှပဲတိုက်ပါလေမတက်ရင်မတောက်ခိုင်းပါဘူးဘာလို့ဆိုတော့ကျမအဲ့ရေပေါင်ကျဆေးတောက်ရင်ခန္ဓာကိုယ်ကဘလို့ကြီးမှမသိဘူးပေါ့ခံစားရလို့ပါအဲ့ဒါကြောင့်မလို့အရေပေါင်ကျဆေးတော့တောက်ရပါတယ်မျက်စိနဲ့ပတ်သက်တဲ့အားဆေးများတောက်လို့ရသလားနောက်ပြီးတော့နောက်တစ်ခုကကျမခွဲစိတ်မှုက6ခုချိန်တောင်ဖြစ်သွားကြတော့ပိုက်တွင်ခွဲခုနေပေါ့နော်အဲ့ဒီရေပိုက်လေးထည့်တယ်ဆိုတာပြုံလေးထည့်တယ်ဆိုတာအဲ့ဒါရောခွဲစိတ်လို့လုပ်လို့ရလားဆိုတာသိချင်ပါလေကျေးဇူးတင်ပါတယ်မခဏလေးပါနော်โอเคရှင်ဟုတ်ကဲ့အဲ့တော့ရေတိမ်အတွက်ဆိုရင်တော့မျက်စင်းပဲရေပေါင်ချိန်ကိုထိန်းဖို့အတွက်ဆေးဝါးအပြင်ပြောရဲဆိုလို့ရှိရင်တော့မျက်စင်းပဲရှိပါမယ်ဒီဘယ်မျက်စိအားစေးကမှရေပေါင်ချိန်ကိုပုံမှန်နဲ့ရအောင်လို့ထိန်းနိုင်တာမျိုးမရှိပါဘူးအခုနပြောခဲ့တဲ့ဒါဟိုရေတိမ်ယောဂရှိရတဲ့လူတွေဆိုတော့သိပါလိမ့်မယ် Dia Mouse တို့ Slow K တို့ဆိုတာကိုဆရာဝန်ကပေးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဆေးမှာလည်းပဲသူ့ရဲ့ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက်ကြောင့်မလို့ဒါကိုရေရှည်တောက်ဖို့မသင့်ပါဘူးလိုအပ်တဲ့အချိန်ဆရာဝန်ညွှန်ကြားချက်နဲ့ပဲတောက်ရတာပေါ့လေဆိုတော့ eye drop တစ်မျိုးပဲရှိပါတယ်။ eye drop ကိုပဲဒါပုံမှန်ထည့်ပြီးတော့ရေပေါင်ချိန်ကိုထိန်းရလိမ့်မယ်။ဒါပထမမေးခွန်းပေါ့နော်။နောက်ထပ်မေးခွန်းတစ်ခုကကြတော့ဒီအခုဒီ stand နေကျုပ်တွေကိုထည့်လို့ရသေးလားဆိုတဲ့ဟာပေါ့လေ။အဲ့တော့အရင်တုန်းကခွဲထားတဲ့ဒီတစ်ဖက်ကို3ညင်စီခွဲထားတဲ့ခွဲစိတ်မှုကဘယ်လိုမျိုးစားတွေခွဲခဲ့တာလဲ။နောက်ပြီးတော့အခုလက်ရှိမျက်လုံးမှာအနေထားဒီဘယ်လိုရှိသလဲ။ဒီကျုပ်တွေ stand နေလို့လို့ရသေးလားဆိုတာကတော့ဆရာကသူစစ်ကြည့်ပြီးတော့မှပဲပြောပြပေးလို့ရမယ်လို့ပြောပါတယ်။ Okayဟုတ်ကဲ့ပါဆရာမကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုမျိုးလေးပါဝင်ဆွေးနွေးပေးကြတဲ့ဒါမျက်စိနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာတွေမျက်စိနဲ့ပတ်သက်ပြီးသိလိုတာတွေဒါပါဝင်ပြီးတော့ဆွေးနွေးပေးကြတဲ့သူတွေကိုကျေးဇူးထုတ်တင်ရှိပါတယ်မြေတို့ဒါအချိန်လေးလည်းရှိသေးတော့လေနောက်ဆုံးတစ်ယောက်တော့မြေတို့လက်ခံပေးပါမယ်မေးချင်တဲ့လူနောက်ဆုံးတစ်ယောက်လောက်ရှိရင်မြေတို့ဒါမိုက်ကလေးတစ်ချက်လောက်လာပေးပေးပါမယ်ရှင်မင်္ဂလာပါမဟုတ်ကဲ့မင်္ဂလာပါဟုတ်ဟိုကျမသိချင်တာ only ဒီ one question မှာပဲဟိုပုံမှန်ဟိုမျက်လုံးတွေအတွက်ကို pressure ကဘယ်လောက်ရှိလဲဆိုတဲ့ဟာရှိတဲ့လဲဆိုတဲ့ဟာလေးပေါ့နော်ခုနကပြောတာတော့10ဟိုဟာမျိုးနဲ့နောက်20 out ဆိုလို့ရှိရင် for the glaucoma ဆိုရင်တော့အဲ့လိုပေါ့နော်အဲ့တော့ပုံမှန်မျက်လုံးတွေအတွက်မှာဟိုရေတိမ်မရှိတဲ့မျက်လုံးအတွက်ကို pressure ကဘယ်လောက်ရှိလဲဆိုတဲ့ဟာလေးတစ်ခုသိချင်တာပါနောက်တစ်ခုကကျမကဟိုမျက်စိဒီအတွင်းတိမ်ခွဲတာကတစ်လပဲရှိပါသေးတယ်အဲ့ဒီမှာကကျမဟိုစီးကြိုချောက်ဟိုရေတိမ်ရှိခဲ့တယ်ဟိုလွန်ခဲ့တဲ့10နှစ်ကျော်တည်းကပါအဲ့တော့ကျမဆရာမကတော့ပြောတာသွေးတို့ထိန်ရမယ်စီးကြိုထိန်ရမယ်လို့ပြောပါတယ်နောက်ပြီးတော့မျက်စိုံပုံမှန်ခတ်လို့ပြောပါတယ်ဒါပေမဲ့အတွင်းတိမ်ရှိလာတဲ့အခါကျတော့သူချက်ချင်းပဲ operation လုပ်ခဲ့ပါတယ်တစ်လားရှိပါပြီအဲ့တော့ဟိုအခုကတော့သူကခွဲရင်းနဲ့နေရေတိမ်အတွက်ပါသူကရေပါဖောက်ချပြီးခဲ့တယ်ရေဖောက်ချရဲဆိုတာဒါ second time ပေါ့နော် first time တော့သူဟိုဟာနဲ့
လေစာနဲ့ပစ်ပြီးတော့အဲ့လိုမျိုးလှုပ်ပေးခဲ့ပါတယ်အဲ့တော့ control တော့ရနေပါတယ်ဒါပေမဲ့ကျွန်မသိချင်တာကပုံမှန်မျက်လုံးတွေအတွက်ဆိုရင်ဒီလို pressure ကဘယ်လောက်ရှိမလဲဆိုတာလေးတစ်ခုကိုသိချင်တာပါဟုတ်ကဲ့ ဟုတ်ကျေးဇူးတင်ပါတယ်အမ Normal eye pressure without glaucoma less than 20. But with glaucoma, the pressure should be lower. It depends on the severity of the glaucoma. Generally speaking, for advanced glaucoma, the pressure should be less than 15. ဟုတ်ကဲ့အဲ့တော့ပုံမှန်လူရေတင်ယောဂမရှိတဲ့ပုံမှန်လူအတွက်ဆိုလို့ရှိရင်တော့မျက်စိရေပေါင်းချိန်သည်20အောက်ရှိတင်ပါတယ်ဒါပေမဲ့ရေတင်ယောဂရှိနေတဲ့သူတွေဆိုရင်တော့ဒီထက်ကိုတော့ပိုပြီးတော့နည်းတင်ပါတယ်အဲ့တော့ advanced glaucoma ပေါ့နော်အရန်ကိုဒီအဆင့်မြင့်နေတဲ့နောက်ဆုံးဆင့်ရောက်နေတဲ့ရေတင်သမားတွေဆိုလို့ရှိရင်တော့15အောက်ကိုနည်းတင်တယ်ထိမ့်တင်တယ်လို့တော့ဆရာကတော့အကြံပြုထားပါတယ်ရှင်ဟုတ် Okay. Thank you very much, Dr. Dan, and thank you for the sharing this knowledge. So first, I speak in Burmese. Is that I just want to share my knowledge to all people. So now I would like to thank you for the sharing the knowledge and thank you, Isaac. ဒီမှာရဲမှာ ဟုတ်ကဲ့ပါကျေးဇူးပါမကဲအဲ့တော့ နောက်ထပ်ဟိုဘက်မှာအန်တီတို့2ယောက်ကြံကြအောင်မယ်နဲ့တူတယ်ခုနကအရှိကအန်တီ1ယောက်နဲ့အနောက်ကအန်တီ1ယောက်ကြံပါသေးတယ်ဟုတ်3ယောက်ကြံအောင်မယ်ဟုတ်ဒီ3ယောက်ကြည့်လို့ရှိရင်တော့အခုလိုမျိုးကျမတို့ရဲ့ဒီဆွေးနွေးပွဲ session လေးကိုတက်တက်ကြွကြွပါဝင်ပေးတဲ့အတွက်ကြောင့်မလို့အကုန်လုံးကိုကျေးဇူးထူးကိုတင်ရှင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျွန်မမေးချင်တာကတော့ဟိုမျက်စိကိုအဲ့ဒီပန်ဘူးထည့်ပြီးသွားရင်နောက်တစ်ခါထပ်ထည့်လို့မရတော့ဆိုတာဟုတ်လားလို့sorry ပါအန်တီဘာပြောလိုက်တာလဲမကြားလိုက်လို့ပါဟိုနေ့အခုမျက်စိခွဲပြီးသွားပြီပေါ့မှန်ဘလူးထည့်ပြီးသွားရင်နောက်တစ်ခါကျရင်တစ်ခုဖြစ်ထပ်ထည့်လို့မရတော့ဘူးလားလို့အဲ့လိုမေးတာတွင်းတိန်ကြောင်မှန်ဘလူးထည့်ပြီးသွားတာနော်ဟုတ်ကဲ့ပုံမှန်တော့အတွင်းတိမ်ခွဲစိတ်မှုသည်အတွင်းတိမ်ခွဲတယ်ခွဲပြီးသွားရင်အမှန်ဘလူးပြော့လေးကိုဒီမျက်လုံးနဲ့သူ့နေရာသူထည့်ခဲ့တယ်ပေါ့နော်ဆိုတော့အကယ်၍သာဒီ operation ဒီဘာမှဆိုဟိုဘေးထွက်ဆိုးကျိုးအန္တရာယ်မရှိခဲ့ဘူးအောင်မြင်တဲ့ခွဲစိတ်မှုဖြစ်ခဲ့တယ်ဆိုရင်တော့ထည့်ထားတဲ့မှန်ဘလူးဒီကိုနဲ့တူတူဘဝတစ်လျှောက်လုံးအမြဲတမ်းပဲရှိနေလိမ့်မယ်ဘာမှပြန်လို့စရာမလိုပါဘူးရှင်ဒါပေမဲ့အကယ်၍ဒီအတွင်းတိမ်ခွဲစိတ်မှုကမအောင်မြင်ခဲ့ဘူးသို့မဟုတ်မှန်ဘလူးကမျက်လုံးထဲမှာအနေထားမမှန်ဘူးသို့မဟုတ်လှုပ်နေတဲ့အစားရှိသည်ဖြင့်ပေါ့နော်တခုခုဖြစ်လာခဲ့တယ်လိုအပ်ခဲ့တယ်ခွဲဖို့ပြန်ပြုတ်ပြင်ဖို့လိုအပ်ခဲ့တဲ့အနေအထားဖြစ်တယ်ဆိုရင်တော့ခွဲစိတ်မှုပြန်လုပ်ပြီးတော့ဒီမှန်ဘလူးတွေကိုပြန်ထည့်လို့ရပါတယ်ရှင်နောက်တစ်ခုကဟိုကလေစီးကြိုရှိတယ်ပေါ့စီးသူကတွေးကြောပေါက်လို့မမြင်ရဘူးတကယ်အခုမှန်ဘလူးထည့်ပြီးသွားရင်လေတဲ့အဲ့ဒီစီးကြိုကြောင်ပေါ့ထပ်ဖြစ်လို့ရှိရင်မမြင်ရဘူးပဲပြောတာဟုတ်လားလို့ဟုတ်အဲ့တော့ဒီအခုနကတော့အတွင်းတိမ်ခွဲစိတ်တဲ့ဟာပေါ့နော်အတွင်းတိမ်ခွဲစိတ်တဲ့ဟာတော့ဒီအရှေ့ပိုင်းမှာစီးကြိုကြောင့်မလို့ပျက်စီးတဲ့ဟာကကြတော့မျက်စိအနောက်ခန်းမှာဖြစ်ပါလိမ့်မယ်ဆိုတော့အမြင်အာရုံတစ်ခုကောင်းဖို့အတွက်ဆိုလို့ရှိရင်ရှေ့ရမှန်ဘလူးကလည်းကောင်းအောင်မှာဖြစ်တယ်လို့အနောက်မှာရှိတဲ့အမြင်အာရုံကြောတွေကလည်းကောင်းဖို့လိုပါတယ်အဲ့တော့အကယ်၍ကိုကတော့အတွင်းတိမ်ခွဲလိုက်တယ်ရှေ့ရမှန်ဘလူးကတော့ကောင်းနေတယ်ဒါပေမဲ့စီးကြိုကြောင့်မလို့အနောက်ကအာရုံကြောတွေထိသွားတယ်ပျက်စီးသွားတယ်ဆိုလို့ရှိရင်တော့အမြင်ဝါသွားတာမျိုးကိုခံစားရပါလိမ့်မယ်အဲ့အတွက်ကြောင့်မလို့ကိုမှစီးကြိုရှိနေတယ်ဆိုလို့ရှိရင်တော့ဒီမျက်လုံးကိုစီးကြိုကမထိခိုက်အောင်လို့အတွက်ကိုတော့စီးကြိုကိုပုံမှန်ထိန်းထားဖို့လိုအပ်ပါတယ်ရှင်ကျေးဇူးပဲဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်နောက်ထပ်အန်တီတယောက်2ယောက်ကြံပါအောင်မယ်ဟိုဘက်ကအမနဲ့ဒီဘက်ကအမကြံပါသေးတယ်ဟုတ်ရှေ့ရမခဏလေးပါနော်ပြီးလို့ရှင်ပေးပါမယ်ရှင်မဟုတ်ကဲ့ပါမမင်္ဂလာပါရှင်မင်္ဂလာပါရှင်ကျမမေးမြန်းခွင့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမမျက်လုံးပြတဲ့အခါမှာဒီဘက်ချမ်းမှာဟိုရေတိမ်ရှိတယ်လို့ပြောတယ်အဲ့ရေတိမ်ကအတွင်းတိမ်လားရေတိမ်လားတော့ကျမမသိဘူးပေါ့နော်ကျမကိုနောက်6လကြာမှပြန်လာပြဖို့အတွက်ဆရာဝန်ကညွှန်ကြားပါတယ်ရှင်ကျမသိချင်တာကဒီရေတိမ်ကိုကျမခွဲတဲ့အချိန်မှာရေတိမ်ကြီးပဲမခွဲပဲနဲ့ကျမအနီးဒီမျက်မှန်လွတ်ချင်တာပေါ့အဝေးရောအနီးရောအလယ်ရောလွတ်ချင်တယ်ကျမသိချင်တာဒီမျက်မှန်အထဲမှာမှန်ဘလူးတက်လိုက်လို့ရှိရင်ကျွန်တော်မျက်မှန်ကြည့်တယ်လို့ပေါ့ကျွန်မဟိုအနီးဆိုဒီအတိုင်းတာပဲအဝေးဆိုရှင်ဒီအတိုင်းတာပဲဆိုတော့ဟာမျိုးနဲ့သူက adjust ထဲမှာမလုပ်ပေးဘူးပေါ့နော်အဲ့လိုမျိုးဖြစ်မှာကျွန်မစိုးရိမ်နေပေါ့နော်အခုကျွန်မလှေကားတွေပါဆင်းလို့ရှိရင်တစ်ခါကြောက်ရှင်မျက်လုံးကအနီးနဲ့အဝေးနဲ့ရှုပ်ပြီးတော့ကျွန်မခလုတ်တိုက်မလို့ခဏဖြစ်တယ်ဒါကြောင့်မို့အထဲမှာတက်လိုက်ပြီဆိုလို့ရှိရင်ကျွန်မဒါသူ့အထဲမှာ adjust လုပ်ပေးစေချင်တာပေါ့နော်အဲ့ဒါမျိုးဖြစ်မှာလားသိချင်တာပေါ့နောက်တစ်ချက်က
ကျမကဖြစ်တာဘယ်ဘက်အချမ်းဆိုတော့ဘယ်ဘက်ကြီးပဲဆိုရင်မျက်မှန်မကျွတ်နိုင်ညာဘက်မှာလည်းပါဝါရှိနေအဲ့ဆိုကျမဘယ်ရောညာရောဒါခွဲစိတ်ရတော့မှလားပေါ့နော်လေစာပြည့်ရမှာလားပေါ့အဲ့ဒါကိုသိချင်ပါတယ်ရှင်နောက်ပြီးတော့ကျမရေသိမ်ကို6လချိန်နေဆိုတော့ကျမအခုလှုပ်ချင်နေတာဘာဖြစ်လို့6လချိန်တာလဲအခုကျမလှုပ်ချင်လှုပ်လို့ရနိုင်သလားခွဲစိတ်ချင်ခွဲစိတ်လို့ရနိုင်လားအဲ့ဒါကိုသိချင်ပါတယ်ရှင်နောက်ဆုံးတစ်ခုသိချင်တာရေသိမ်နဲ့အတွင်းသိမ်ကိုကျမနည်းနည်းလေးခွဲခြားပြီးတော့အကြမ်းပြင်းလေးရှင်းပြပေးပါရှင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါမဟုတ်အဲ့တော့ပထမတစ်ချက်ကအတွင်းတိမ်နဲ့ရေတိမ်ကွာခြားချက်ကဘာလဲပေါ့နော်ဆိုတော့အတွင်းတိမ်ဆိုတာကကြတော့မျက်လုံးထဲမှာရှိတဲ့မှန်ဘလူးလေးကအသက်အရွယ်ချောင်းမလို့အညိကြေးပုံပြီးတော့ဖြစ်လာတဲ့ဟာပါဒါကိုအတွင်းတိမ်လို့ခေါ်ပါတယ်အဲ့တော့အဲ့ဒီမှန်ဘလူးကိုထုတ်လိုက်ပြီးတော့ခုနကကျမတို့ပြောခဲ့တဲ့ဒီ IOL တွေကိုထည့်လိုက်တယ်ဆိုလို့ရှိရင်တော့ကြည်လင်တဲ့အမြင်ကိုရလိမ့်မယ်ပြီးတော့အတွင်းတိမ်ဆိုတာဒီယောဂမဟုတ်ပါဘူးအသက်အရွယ်ချောင်းဖြစ်လာတဲ့ပြောင်းလဲမှုတစ်ခုပါဒါဒီလူတိုင်းကအသက်အရွယ်တစ်ခုရောက်ပြီဆိုလို့ရှိရင်အနေနဲ့အမြန်ဖြစ်လာမှာပါဘယ်ရောညာရောနှစ်ဖက်စလုံးအနေနဲ့အမြန်ဖြစ်လာပါလိမ့်မယ်ဒါဒီအတွင်းတိမ်မှာရေတိမ်ကကြတော့ယောဂပါဒီမျက်လုံးထဲမှာရှိတဲ့ရေလန်းချောင်းပတ်လန်းနေကျင်းတာကျဲတာပြီးလို့ရှိရင်တခြားယောဂတွေအစရှိသည်ဖြင့်ပေါ့ဒါကြောင့်မလို့ရေတိမ်ဒီယောဂအနေနဲ့ဖြစ်လာတာပါရေတိမ်ဖြစ်လာပြီဆိုလို့ရှိရင်ကြတော့ခုနပြောခဲ့တဲ့လိုအပ်တဲ့ကုသမှုတွေမျက်စင်းတွေကိုထည့်ဖို့လိုပါလိမ့်မယ်ဒါဒီလည်းပဲကုသမှုနောက်ကျသွားတယ်ဆိုလို့ရှိရင်ဒီမျက်လုံးကို permanent damage ဖြစ်သွားနိုင်တာမျိုးတွေရှိတယ်ပေါ့နော်ဒါအတွင်းနေနဲ့ရေတိမ်ကွဲပြားခြားနာချက်ပါနောက်တစ်ခုကကြတော့အကယ်၍နောက်တစ်ခုကအမားကိုဘာလို့6လဆောင်ခိုင်းလဲဆိုတဲ့ကိစ္စပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတော့တေးသေးချာချာကွက်ကွက်ပြပြတော့ကျမတို့ပို့ပြီးတော့သိချင်ပါတယ်ရေတိမ်ဆိုလို့ရှိရင်ရေတိမ်သာတကယ်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့6လမဆောင်သင့်ဘူးပေါ့နော်ဒါပုံမှန် regular check up တွေလုပ်သင့်တယ်မျက်စိတွေစထည့်တယ်ဆိုတာမျိုးကိုလုပ်သင့်ပါတယ်ဒါပေမဲ့အတွင်းတိမ်ဖြစ်နေပြီဆိုလို့ရှိရင်တော့6လဆောင်ပြီးတော့အတွင်းတိမ်နေထားကိုကြည်တာမျိုးတွေရှိပါတယ်နောက်တစ်ခုကမာတီမျက်မှန်လွတ်ချင်လို့ multifocal မှန်ဘလူးကိုထည့်မယ်ပေါ့နော်ဆိုတော့အမဒီကျမတို့အခုတက်တဲ့မျက်မှန်ဒီ multifocal glasses ပါဒီ glasses ကိုအဝေးအလဲအနီးကိုကြည့်တဲ့အခါမှာမှန်ပါတယ်ကျမတို့ adaptation ယူရပါတယ်ချော်လဲတာမူးတာမျိုးတွေအများစုမှာခံစားရတတ်တာမျိုးတွေရှိတယ်ပေါ့နော်သို့ပေမဲ့ဒီ multifocal မှန်ဘလူးကိုမျက်လုံးနဲ့ထည့်တယ်ဆိုလို့ရှိရင်ကြတော့အဲ့လိုမျိုးလက္ခဏာတွေခံစားရတာမျိုးလုံးဝမရှိပါဘူးကျမတို့ iSet မှာဆိုလို့ရှိရင် multifocal မှန်ဘလူးကိုထည့်လာတာကဒီ2019 2020တွေကနေခုချိန်ထိ9နှစ်ကျော်6နှစ်သက်တမ်းမှာကျမတို့ထည့်လာတဲ့အခါမှာလူနာပေါင်းများစွာကိုကျမတို့ multifocal IOL တွေထည့်ခဲ့ပြီးသားဖြစ်ပါတယ်ဒီလိုမျိုးအဆင်မပြေဘူးဆိုတာမျိုးကျမတို့စီမှာလုံးဝfeedback ပြန်ရတာမျိုးလုံးဝမရှိပါဘူးဒါတော့စိတ်ချလို့ရပါတယ်ရှင်ဟုတ်ဟုတ်ကဲ့တစ်ဖက်ပဲခွဲပြီးနောက်တစ်ဖက်ကိုအဲ့ဒါကတော့အခုနပြောသလိုပေါ့အတွင်းတိမ်ချောင်းမလို့မှန်ဘလူးကိုထုတ်ပြီးတော့ထည့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အမားဒီအခုလက်ရှိကဖြစ်နေတဲ့အတွင်းတိမ်ကိုဆရာဝန်ကတော့တေချာစစ်တဲ့အခါမှာပြန်စစ်ပေးမှာပေါ့နော်အတွင်းတိမ်ဖြစ်နေပြီလားဖြစ်နေပြီဆိုလို့ရှိရင်တော့ဟိုမှာညာဘက်ဖြစ်တယ်ဆိုလို့ရှိရင်ညာဘက်ကိုခွဲပြီးသွားရင် multifocal lens ကိုထည့်လိုက်လို့ရှိရင်ညာဘက်ကတော့မျက်မှန်လွတ်သွားလိမ့်မယ်ဘယ်ဘက်ကလုံးဝအတွင်းတိမ်မရှိသေးဘူးဆိုလို့ရှိရင်တော့အဲ့ဒီအချိန်တော်တွင်မှာမျက်မှန်နဲ့ခဏလေးမှီးပြီးနေရကောင်းနေရလိမ့်မယ်မဟုတ်ဘူးဆိုရင်တော့အတွင်းတိမ်ဖြစ်နေပြီဆိုလို့ရှိရင်တော့ခွဲဖို့တခါတည်းပေါ့မရှိမနှောင်းမှာခွဲတာမျိုးလဲလုံးလို့လဲရနိုင်ပါတယ်နောက်ပြီးသွားတဲ့အခါမှာအခုဟာကြတော့အသက်အရွယ်အရအမြင်ဒီဝါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အမမျက်မှန်အကူလိုတာပေါ့နော်အဲ့တော့ညာဘက်တစ်ဖက်ဒီခွဲပြီးသွားတဲ့အခါမှာကိုကအဝေးရောအလဲရောအနီရောအားလုံးကြည့်သွားတဲ့အခါမှာမျက်လုံးနှစ်ဖက်မျှပြီးတော့ vision ကိုကြည့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီချိန်ညရင်မျက်မှန်မလိုတော့ဘူးဆိုတာမျိုးလဲဖြစ်နိုင်တယ်ပေါ့နော်အမညာဘက်ဒီအားပိုကောင်းပြီးတော့ဘယ်ဘက်ကိုကူကြည့်ပေးတဲ့အခါမှာမျက်မှန်လွတ်သွားတယ်ဆိုတာမျိုးလဲဖြစ်နိုင်မယ်ဒါပေမဲ့အချိန်တစ်ခုရောက်ရင်တော့ဘယ်ဘက်ဒီလဲပဲအတွင်းတိမ်ဖြစ်လာရင်တော့ဒီအတွင်းတိမ်အတွက်ကိုခွဲဖို့ကတော့လိုအပ်ပါလိမ့်မယ်အမအဲ့တော့ကျမတို့ကတော့အမကိုတော့တေချာပြန်ပြီးတော့ဆရာမနဲ့ဆရာဝန်နေနဲ့စစ်ဆေးချင်တာကအတွင်းတိမ်ပဲဖြစ်နေတာလားသို့မဟုတ်ရေတိမ်ပဲဖြစ်နေတာလားဆိုတာကိုတော့ပြန်စစ်ဖို့တော့အကြံလေးပြုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အမဟုတ်နောက်ဟိုရှေ့ကအမတယောက်ကြံပါအောင်မယ်ရှင်ဟုတ်ဟယ်လိုမင်္ဂလာပါကျမဟိုလွန်ခဲ့တဲ့တစ်လကမျက်စိရည်လဲကြာတော့လေမျက်စိသွားစစ်တော့အတွင်းရေတိမ်ကလေ21 22ဆိုတော့လေဆရာကနေ PI လောက်ရမယ်ဆိုတော့ကြာသူကမျက်ရည်လဲကြာဟိုလေမိုးစားမျက်စင်းစင်းနှစ်ခုပေးလိုက်တယ်ပေါ့နှစ်ပြtetracycline လို့အတောင်လေးလဲပေးလိုက်တယ်အဲ့ဒါထည့်ပြီးတော့နောက်သွားအပြင်မှာစစ်ကြည့်တဲ့ခါကျတော့လေသူကအဲ့လောက်မရှိတော့ဘူး19တို့19တို့ရှိရတကယ်လို့အဲ့လို PI လောက်ပြီးလို့ရှိရင်ပြန်ဖြစ်မှာလားလို့အဲ့လိုမေးရှင်တယ်ပြီးလို့ရှိရင်ဒီမှာ hypertension လည်းရှိရခါကျ hypertension ကဘယ်လောက်ထိဆိုရင်အဲ့လိုမျိုးဖြစ်တတ်လဲလို့ရေတိမ်ဖြစ်တတ်လဲလို့လူတွေကျေးဇူးပါအမဟုတ်ကဲ့
โอเคအဲ့တော့အခုဒီ PI လေဆာဖောက်တယ်ပေါ့နော်PI လေဆာကကြတော့ရေလန်းချောင်းကိုသူကပိုဟိုရေလန်းချောင်းပတ်လန်းရှိအောင်လို့တော့ကိုဖောက်ပေးလိုက်တာပေါ့လေဆိုတော့အခုလက်ရှိမှာ PI လောက်ထားခြင်းအပြင်ရေပေါင်ခြင်းကိုထိန်းထားနိုင်လိမ့်မယ်နောက်ရေပေါင်ခြင်းနဲ့မျက်စင်ဆရာကပေးထားမယ်ပေါ့နော်ဆိုတော့အခုဒီတိုင်းကတော့ရတယ်အဆင်ပြေတယ်ဒါပေမဲ့ဆရာဝန်နဲ့3လ6လတစ်ချိန်မှာတော့ regular follow up ကတော့အမြဲတမ်းပြနေသင်ပြီးတော့ဒီဖောက်ထားတဲ့ရေလမ်းကြောင်းအခြေအနေပြီးလို့ရှိရင်ရေပေါင်ချိန်နေထားကိုတော့ထိန်ကြည့်နေဖို့လိုလိမ့်မယ်ပေါ့နော်အကယ်၍ရေပေါင်ဒီ PI ဒီအချိန်တစ်ခုကြာလာလို့နှစ်ပေါင်းများစွာကြာသွားတဲ့အခါမှာပြန်ပိတ်သွားတယ်ဆိုတာမျိုးလည်းဖြစ်နိုင်တယ်အဲဒီခါကျရင်တော့ရေပေါင်ချိန်မြင့်တက်လာတယ်ဆိုရင်တော့ခွဲမလားဆိုတာကိုစဉ်းစားရလိမ့်မယ်ဒါတစ်ပိုင်းပါနောက်တစ်ခုကကျတော့အသက်အရွယ်ကိုမာကဒီလိုမျိုး PI ဖောက်ထားတာရှိနေပြီဆိုရင်တော့အသက်အရွယ်တစ်ခုရောက်လာလို့အတွင်းတိမ်စဖြစ်လာပြီဆိုလို့ရှိရင်တော့အချိန်မဆွဲဘဲနဲ့အတွင်းတိမ်ကိုစောလျင်စွာခွဲဖို့ဆရာတော့အကြံပေးထားပါတယ်။နောက်တစ်ခုသွေးပေါင်ချိန်ပေါ့နော်။ hypertension ရှိတယ်သွေးပေါင်ချိန်ရှိတယ်ဆိုလို့ရှိရင်ကဲ၍ကိုကဒီသွေးပေါင်ရုပ်တရက်ကြီးအများကြီးမြင့်တက်သွားတယ်ဆိုလို့ရှိရင်မျက်လုံးထဲမှာရှိတဲ့သွေးကြောပိတ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ဟိုကျမတို့ခန္ဓာကိုယ်မှာသွေးပေါင်ချိန်တက်လို့နှလုံးသွေးကြောပိတ်သွားတယ်။အုံနောက်သွေးကြောပြတ်တယ်အစားရှိသည်ဖြင့်ဖြစ်တယ်လို့မျိုးပဲမျက်လုံးကိုသွားထိလို့ရှိရင်မျက်လုံးသွေးကြောပိတ်သွားတာမျိုးဖြစ်နိုင်ပါတယ်။အဲ့ဒီမျက်လုံးသွေးကြောပိတ်သွားတာကမှတစ်ဆင့်ရေတိမ်ဆိုတဲ့အခြေအနေကိုပို့ပြီးတော့ဆိုးွားတာမျိုးတွေဖြစ်နိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့သွေးပေါင်ချိန်ကိုတော့တတ်နိုင်သမျှနည်းနိုင်သမျှနည်းအောင်ဒီပုံမှန် limit အတွင်းမှာရှိအောင်တော့ထိန်းဖို့တော့ဆရာတော့အကြံပေးပါတယ်ရှင်ဟုတ် PI ကလေမလောက်ရသေးဘူးဆရာငါလုံးဖို့မလောက်ရသေးဘူးเนาะဟုတ်အဲဆိုတော့ဆရာကတော့အကယ်၍ဟိုဖြစ်တယ်ဆိုရင်တော့ PI ကတော့လုံးသင့်တယ်ပေါ့เนาะဟုတ်ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးတင်ပါတယ်